လာသားသမီးတွေရဲ့ထူးခြားချက်တွေနဲ့ဘဝတသက်တာကံကြမ္မာကာလအပိုင်းခြားတွေကိုတွက်ချက်ပေးထားပါတယ်။တနင်္လာသားသမီးတွေဟာအများသောအားဖြင့်အသားမဖြူလုံးမညိုလုံးအသားရည်ခက်လက်လက်နဲ့အရေးပြားပါလွာကအသားရည်လှပြီးအရက်မနှိမ့်မညစ်ရှိရသူတွေမှာလှပတဲ့ခန္ဓာကိုယ်အချိုးစစ်တို့ကိုပိုင်ဆိုင်ထားခြင်းနဲ့သေးသွဲ့တဲ့ညက်ခုံးလှပတဲ့နှာခမ်းတွေနဲ့ကြည့်ရင်ပိုပြီးလှနေတတ်တဲ့အလှပိုင်ရှင်တွေဖြစ်ပါတယ်။ထူးခြားတဲ့အားသာချက်ကတော့အပြည့်ကင်းစက်လုံးတဲ့အပြုံးတွေကြောင့်လူအများရဲ့ချစ်ခင်မှုတွေကိုရရှိနေတတ်ပါတယ်။အများအားဖြင့်တော့တွတ်လက်လက်နဲ့စကားပြောကောင်းတဲ့သူတွေဖြစ်ကအရာရာကိုအနာဂတ်အတွက်ကြိုတင်မျှော်တွေကဒီဇိုင်းမမတ်လောက်ကင်နေတတ်ပြီးဆွဲကောင်းတတ်ကြတယ်။ထို့ထွေးကြံစားနိုင်မှုကောင်းပြီးတော့ထက်မြက်တဲ့သူတွေဖြစ်ပါတယ်။လူအများပေါ်မှာယုံကြည်မှုအပြည့်အဝပေးတတ်သူတွေဖြစ်ပြီးတော့မိမိယုံကြည်မှုမရှိတော့ရင်လည်းဘယ်တော့အခါမှပြန်မလဲကြည့်တတ်တဲ့သူတွေဖြစ်တယ်။အပေါင်းအသင်းအယမ်းမှတ်ပြီးတော့ကိုကသာအရာရာအနစ်နာခံကပေးဆက်တတ်တဲ့စေတနာပိုင်ရှင်တွေဖြစ်ပါတယ်။ပျော်ပျော်နေတတ်ပြီးတော့အပျော်ပါးကိုစိတ်ဝင်စားတဲ့သူတွေလည်းဖြစ်ကြပြန်ပါတယ်။မဟုတ်မခန့်အမှန်တရားအတွက်ဆိုဘာမဆိုလုပ်ရဲတဲ့သူမိမိမှားတဲ့အခါမှာတော့ရရဲဝဝဝန်ခံတတ်တဲ့သူအားနွေးတဲ့အားငယ်တဲ့သူတွေကိုကူညီလို့တတ်တဲ့သူတခါတည်းစိတ်အလိုမကျရင်တော့ဘူးကလန့်ပြောဆိုလောက်ကင်တတ်တဲ့သူတွေဖြစ်ကြတယ်။စိတ်ဆိုးစိတ်တူဒေါသထွက်လဲပြီးတော့တခဏအတွင်းစိတ်ပြေခွင့်လို့နားလည်ပေးတဲ့သူတွေလည်းဖြစ်တယ်။ဒါပေမဲ့ခွင့်လို့တတ်ပေမဲ့လည်းအမှတ်ကြီးတဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့အာနာတတ်တဲ့အာနေချက်ကမိမိကိုမကြာခဏစိတ်ညစ်နေရတတ်တယ်။အချီရေးမှာတော့အရန်ကိုအစွမ်းလဲကြည့်ရလို့ဆိုရပါလိမ့်မယ်။အချီရေးကံကောင်းနေရင်တော့အမြဲတမ်းခံစားချက်တွေရှိနေရသူပါ။အရာရာမှာတတိရှိသလောက်အချီရေးမှာတော့မတိစိတ်ကတငယ်နေရတတ်ပါတယ်။တကယ်ချစ်မိပြီဆိုရင်ချစ်သူအတွက်ကိုဘယ်အရာနဲ့မဆိုလဲနိုင်တဲ့သူခွင့်ရပြောပြဖို့ချက်မျိုးသိပြီးချစ်နေတတ်တဲ့သူတဝင်တူပါတယ်လို့ပြောရမှာရှက်ပြီးတော့လူမသိသူမသိအရန်တဝင်တူနေတတ်တဲ့သူသူများတွေနဲ့တခါမှစိတ်မကောက်ရင်တော့မှချစ်တဲ့သူပေါ်မကြာခဏစိတ်ကောက်နေတတ်တာမျိုးတွေဖြစ်တတ်ပါတယ်။တနင်္လာသားသမီးတွေရဲ့အချစ်ခံစားချက်နဲ့မျက်ရည်တွေကိုဘေးရင်ဆရာတွေထက်သူတို့အုံးနေကြကောင်းတွေကပိုပြီးသိနေပါလိမ့်မယ်နော်။တနင်္လာသားသမီးတွေကအသက်15နှစ်အတွင်းမှာယောဂကင်းရှင်းချမ်းသာခြင်းကိုရရှိတတ်ပြီးတော့မိဘတွေအတွက်စိတ်ချမ်းသာမှုအများဆုံးပေးနိုင်တတ်တဲ့သူတွေဖြစ်ကြပါတယ်။လူအများရဲ့အထင်ကြီးလေးစားခြင်းကိုခံရတဲ့အပြင်မိဘတွေကမျှော်စားခြင်းလည်းခံရတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးတွေမှာအသက်15နှစ်အတွင်းကံကောင်းတတ်ပါတယ်။အသက်15နှစ်ကနေ23နှစ်အတွင်းကတော့အညံပိုင်းဖြစ်ပြီးတော့အနောက်တောင်အရက်ခရီးသွားခြင်းကိုရှောင်ကျဉ်ရပါမယ်။အခြေရေးကံမကောင်းတတ်ပါဘူး။ချစ်သူခင်သူတွေနဲ့ခွဲခွာနေရတတ်ပါတယ်။ချစ်သူရပြီးအိမ်အောင်ကြရင်လေခက်ဆိုးဆိုးမိန်းမယောက်ျားတွေနဲ့တွေ့ဆုံရတတ်ပါတယ်။အသက်24နှစ်ကနေစပြီးတော့အသက်40နှစ်ထိအရန်ကောင်းပါတယ်။မိန်းမလှလှယောက်ျားလှလှတွေရရှိပြီးတော့အားကိုးအားထားရတတ်ပါတယ်။အသက်42နှစ်ကနေ52နှစ်အတွင်းကတော့အညံပိုင်းကာလတွေဖြစ်ပါတယ်။ဆွေမျိုးတွေနဲ့စကားများရတတ်တဲ့ငွေကြေးရော်ရမှုတွေဖြစ်တဲ့အထိစကားများရန်ဖြစ်တတ်ပြီးတော့တတိထားနေထိုင်ရမယ့်ကာလဖြစ်ပါတယ်။အသက်52နှစ်ကနေစပြီးတော့65နှစ်အထိကကောင်းစားမယ့်ကာလအပိုင်းခြားတွေဖြစ်ပါတယ်။အဲ့ဒီကာလတွေမှာဖျားတစောင်းကျောင်းတွေဆောက်လုပ်လူတန်းနိုင်တဲ့အချိန်တွေဖြစ်ပါတယ်။အသက်80နှစ်ကနေ82နှစ်အတွင်းကတော့အညာပိုင်းကာလတွေဖြစ်ကလေနာယောဂလေဖြတ်ယောဂတွေကိုခံစားရတတ်ပါတယ်။အဲ့ဒီကနေကြုံလွန်ပြီးတော့အသက်ရာကျော်လဲနေရတတ်ပါတယ်။တနင်္လာသားသမီးတွေအားလုံးဘဝတစ်လျှောက်လုံးအေးစားပျော်ရွှင်စွာနဲ့အသက်ရှင်စွာနေထိုင်နိုင်ကြပါစေရှင်။ဆရာဦးဘုံနိုင်ကိုတီးသက်ပေးတဲ့မေးမြန်းလိုပါကဆရာဦးဘုံနိုင်ရဲ့ chat box ဒါမှမဟုတ်ဖုန်းနံပါတ်3994211824ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။ဆရာဦးဘုံနိုင်ကနေပြီးတော့9ရက်သားသမီးတွေအားလုံးအတွက်ကံစမအကျိုးအကြောင်းအဆိုးကောင်းတွေကိုအမြဲတွက်ချက်တင်ဆက်ပေးနေရမလို့ဗေဒင်ဆရာဦးဘုံနိုင်ရဲ့ page ကို like လုပ်ဖို့အတွက်မမေ့ပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ဗေဒင်ချစ်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။